Hi ကျွန်တော်နာမည်မျိုးမင်းဖြစ်ပါတယ်ကျွန်တော်ကဘွားရဲ့အခိုက်အတန့်တွေးကြုံတွေကိုဗီဒီယိုတွေဖြစ်ဖန်တီးသိမ်းဆည်းရသဘောကျသူတယောက်ပါဒီနေ့ဟာဆိုရင်ကျွန်တော်ဘွားရှင်တန်ရာနေ့ရက်တွေထဲမှာတန်ဖိုးရှိပြီးတော့အေဂျင့်ပျော်ရွှင်ခဲ့ရတဲ့နေ့တစ်နေ့ပါကျွန်တော်မွေးရစာတီကိုအလဲရောက်နေတဲ့အချိန်ညီကိုဦးလေးအိမ်သားကလေးတွေနဲ့ခွေးလေးတွေကိုဒါနပြုအစာကျွေးရနေ့တွေတစ်နေ့ဖြစ်ပါတယ်ဒီဘွားအခန်းတန်းတွေကိုအေဂျင့်တည်ငြိမ်ပြီးတော့လှလှပပလေးနဲ့ပြန်ကြည့်ချင်တော့ကျွန်တော်ဒီဗီဒီယိုလေးကိုဖန်တီးလိုက်တာပါပုံမှန်ရနောင်းမျိုးရဲ့အထောက်လိုပါပဲဘေးတန်းဆိုင်ကယ်လေးတွေပေါ်ပစ္စည်းလေးတွေတင်ပြီးတော့ပကံဖြစ်အသုံးပြုမှုတည့်ရက်လေးတွေကိုကျွန်တော်တို့အရင်ခူးပါတယ်ကလေးတွေရဲ့စော့နေစူညံတန်လေးတွေကလည်းတမျိုးတစ်ပုံကြည်နူးစရာလေးပါပဲနယ်မျိုးဆိုတော့အပင်တွေပေါ်များပြီးအေးချမ်းပါတယ်သွားရလန်းနဲ့ရှောက်တွေ့ရခွေးလေးတွေကိုကျွန်တော်တို့အရင်ကျွေးဖြစ်ပါတယ်ခွေးလေးတွေကချစ်စရာကောင်းကြသလိုပဲအော်တနာစရာလေးပါလားဆိုပြီးတော့မေတ္တာပို့ဆုတောင်းတန်နေရလဲရင်ထဲမှာတဝီဝီပါပဲI'm going with you, I know we'll get to the other side. Sinking in, I know this feels right. Catching a breeze, love moving through me like a wildfire, like a wildfire. The same. Whenever you're calling my name, I'm taking my sweet time. Hey, whatever the plan, I know. လမ်းတစ်လျှောက်ကျွေးပြီးတဲ့နောက်မှာလူမနေတဲ့အိမ်နာခွေမိသားစုတွေတစုစီကျွန်တော်တို့ဝင်ကျွေးဖြစ်ပါတယ်ဒီအိမ်လေးကတော်တော်လေးကိုအေးချမ်းသာရပါတယ်ဒန်လီစီရင်ဘေးနာရေကန်လေးကိုငေးကြည့်ရတာတွေအိမ်နောက်ဘေးခြံလေးမှာလည်းတီးတန့်ပင်လေးနေဆိုတော့ကျွန်တော်တော်တော်လေးကိုသဘောကျပါတယ်ကလေးတွေကလည်းစော့နေမယ်စူညံမယ်ငြိမ်ငြိမ်မနေဘူးဆိုတာတွေကလည်းကျွန်တော်ရဲ့ငယ်ဘွားတွေကိုအပြင်ပြောင်းမှတ်ရစေပါတယ်ဒီနိုင်ပိုင်းကြားလေးမှာကျွန်တော်ဘဝရဲ့အမှတ်တရတွေကိုစုပြုံတွေးမိတဲ့ပုံစံအားဝတ္ထုစာအုပ်တအုပ်ပုံပြင်တစ်ပုဒ်ကိုဖတ်နေရသလိုပါပဲဝမ်းနေခြင်းပျော်ရွှင်ခြင်းလမ်းစွန့်ခြင်းတွေနဲ့ရတောက်ပေါင်းစုံနဲ့ရောပြောနေရမျိုးပါဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘောကမောပြေစီမဲ့ရတာတဲ့ကိုပါမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်